ဒီကောင်လေးကလေထုံနေတဲ့အချိန်မှာတော့မြားတစ်ချောင်းကရောက်လာခဲ့ပြီးတော့တမင်တကောင်တောထဲကနေထွက်လာကကောင်လေးကိုအကူအညီတောင်းပါတော့တယ်။ကောင်လေးကတမင်ကိုကိုတခုတည်းဝင်သွားခိုင်းလိုက်ပြီးတမင်လေးလာတဲ့လမ်းမှာရွှေရင်းကားပြားတွေနဲ့ပြင်းနေလို့နေပါတယ်။ကောင်လေးကဒဏ္ဍာရီတွေကရွှေသမင်ဖြစ်တဲ့အကြောင်းချက်ချင်းပဲသိသွားခဲ့ပြီးအဲဒါကြောင့်ပဲသူဟာရွှေရင်းကားပြားတွေကိုတစ်ဖက်ကိုပြစ်လိုက်ပါတယ်။ဒီကမှာတော့တောထဲကနေစစ်သားတွေအများကြီးရောက်လာခဲ့ပြီးဘရင်ကြီးကစစ်သားတွေနဲ့အတူတူအမဲလိုက်ဖို့ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဘရင်ကြီးကကောင်လေးကိုရွှေသမင်ကိုတွေ့လိုက်လားဆိုပြီးတော့မေးတဲ့အခါမှာကောင်လေးကလည်းသူရွှေရင်းကားတွေနဲ့ပြစ်လိုက်တဲ့ဘက်ကိုလမ်းညွှန်ပေးပါတယ်။အဲဒီခါမှာတော့ဘရင်ကြီးလည်းလူတစ်ယောက်ကိုချက်ချင်းတွားကြည့်ခိုင်းတော့ကောင်လေးကသာသူ့ကိုလိန်ပြောခဲ့ရင်ကျက်သစ္စာကျွပြင်းမယ်ဆိုပြီးတော့ပြောနေတာပါ။စစ်သားပြန်လာတဲ့ခါမှာတော့အဲဒီလမ်းကနေကောက်လာတဲ့ရွှေရင်းကားပြားကိုပြတော့မှဘရင်ကြီးကကောင်လေးရဲ့စကားကိုယုံကြည်လို့သွားခဲ့တာဖြစ်ပါတယ်။ပြီးတော့စစ်သားတွေနဲ့အတူတူထွက်သွားခဲ့တာဖြစ်ပြီးသူတို့တွေအကုန်လုံးထွက်သွားတော့မှရွှေသမင်လေးကကိုယ်လေးကနေပေါ်လာခဲ့တာပါ။သူကတော့တော်ထဲမှာရှိတဲ့ရွှေသမင်ဖြစ်ပြီးတော့မှသူပြေးလဲလို့ရှိရင်သူ့ရဲ့ခြေထောက်ကနေရွှေရင်းကားပြားတွေထွက်လာခဲ့တာကြောင့်ဘရင်ကြီးကလိုက်ဖမ်းနေတာဖြစ်ပါတယ်။သူကကောင်လေးကိုကျေးဇူးတင်လို့တော့မပြီးသေးခင်မှာမြည်စည်းလာတဲ့စစ်သားတယောက်ကပြန်ထွက်လာပြီးကောင်လေးကလည်းရွှေသမင်လေးကိုအရင်ထွက်ပြေးခိုင်းပါတယ်။မြေလေးကအကျော်တစ်ချက်ဆန်းလိုက်တာနဲ့စစ်သားကကောင်လေးရဲ့ရှိကိုရောက်လာခဲ့တာဖြစ်ပြီးကောင်လေးဘာလို့ရွှေသမင်ကိုလှုပ်လိုက်တာလဲဆိုပြီးတော့မေးပါတယ်။ကောင်လေးကလည်းအဲ့ဒီရွှေသမင်ကရွှေသမင်ဖြစ်တဲ့အကြောင်းမသိလို့ဆိုပြီးတော့ပြောပါတယ်။စစ်သားကတော့စိတ်ဆိုးပြီးတော့မှကောင်လေးကိုဖမ်းသွားဖို့လုပ်နေပြီးကောင်လေးကအရှိမပြေးနေပြီးတော့စစ်သားကအနောက်ကနေလိုက်နေတာပါ။သူတို့တွေတစ်ပင်တစ်ခုရဲ့အောက်ကိုရောက်သွားတဲ့အခါမှာတော့တစ်ပင်ပေါ်မှာရှိတဲ့မြောက်တွေဟာတစ်သီးတွေပြစ်ပြီးတော့ကောင်လေးကိုကူညီနေပါတယ်။စစ်သားကလည်းခေါင်းကိုက်တဲ့အထိအပြစ်ခံရတာကြောင့်ထွက်ပြေးခဲ့ရပြီးစစ်သားကနန်းတော်ကိုပြန်ပြီးတော့ရောက်သွားတဲ့ချိန်မှာဘရင်ကြီးကိုအဲ့ဒီအကြောင်းလေးပြောပြပါတယ်။ဘရင်ကြီးကလည်းဒေါသတွေထွက်နေပြီးတော့ကောင်လေးကိုသွားဖမ်းမှုတဲ့အမိန့်ချလိုက်သလိုစစ်သားတွေကောင်လေးကိုဖမ်းတော့မဲ့အချိန်မှာကျက်တဲ့ကောင်ကတိုးတွေကနေထွက်လာခဲ့တာကြောင့်စစ်သားနှစ်ယောက်လည်းလမ်းပြန်ပြီးတော့အုံးမင်းမော်ကိုချက်တင်ပဲပြေးတဲ့ရပါတယ်။အောက်မှာစစ်သားအုပ်ကြီးပဲအထီးကျန်သွားရှိခဲ့တာဖြစ်ပြီးကြားဟာသူနဲ့နေခဲ့လာတဲ့အခါမှာသူလည်းလန့်ပြီးတော့ထိုင်ချလိုက်ပါတယ်။ကောင်လေးကသူတို့အိမ်ကကျွဲကြီးကိုစီးပြီးတော့စစ်သားကိုကူညီပါတယ်။ကြားဟာကျွဲကိုလန့်ပြီးတော့ထပြေးသွားခဲ့ပါတယ်။ဒါပေမဲ့စစ်သားအုပ်ကြီးကတော့ပြန်ထနေတာနဲ့ကောင်လေးကိုဖမ်းဖို့တဲ့အမိန့်ချလိုက်ပါတော့တယ်။သူတို့ကိုကယ်လိုက်တာတော့မှသူ့ကိုထပ်ပြီးတော့ဖမ်းတဲ့အတွက်ကောင်လေးဟာအရင်အော်သွားခဲ့ပြီးစစ်သားအုပ်ကြီးကတော့ပြုံးပြပြီးတော့အဲ့ဒါဟာသူကယ်ခိုင်းတာမဟုတ်တာကြောင့်သူနဲ့မဆိုင်တဲ့အကြောင်းပြောပါတယ်။ဒီလိုနဲ့နန်းတော်ရဲ့ရောက်သွားတဲ့အခါမှာတော့ဘရင်ကြီးဟာကောင်လေးကိုအချိန်10ရက်ပေးနေတဲ့အကြောင်းပြောပါတယ်။အဲ့ဒီ10ရက်တွေမှာရွှေသမင်ကိုမခေါ်လာနိုင်ဘူးဆိုလို့ရှိရင်တော့တက်ပြစ်မယ်လို့ဆိုပါတယ်။ကောင်လေးကဘရင်ကြီးဘာလို့များအကြောင်းပြချက်မရှိဘဲနဲ့လုံနေတာလဲလို့မေးတော့ဘရင်ကြီးကငါသာအကြောင်းပြချက်လို့ရင်ဘရင်လှုပ်ဆရာမလို့တော့ဘူးတဲ့။ကောင်လေးဟာမတက်နိုင်တဲ့အဆုံးရွှေသမင်ကိုလိုက်ရှာပေးရပါတယ်။ဘရင်ကြီးကစစ်သားအုပ်ကြီးကိုကောင်လေးရဲ့အနောက်မှာခိုးခိုင်းထားပြီးကောင်လေးကတော့အဲ့ဒီအကြောင်းကိုလုံးဝမသိပါဘူး။ကောင်လေးကအတန်တကူကြားတဲ့အခါမှာမျက်တီကိုဖယ်ကြည့်လိုက်တော့မွေတကောင်ကငှက်လေးတွေကိုစားဖို့အတွက်လုံနေတာတွေ့ရပါတယ်။ကောင်လေးကမွေကိုခေါ်ပြီးတော့ရေတစ်ခွက်ပေးလိုက်ပြီးမွေရရေတော့ပြီးတဲ့အချိန်မှာငှက်ကလေးကိုဆက်ပြီးတော့မစားတော့ပါဘူး။ငှက်ကလေးတွေဟာကောင်လေးရဲ့ကျေးဇူးကိုဆက်ဖို့အတွက်ရွှေသမင်ကိုကူရှာပေးနေပြီးစစ်သားအုပ်ကြီးကသူတို့အနောက်မှာရှိတဲ့အကြောင်းသူတို့တွေကလုံးဝမသိပါဘူး။ငှက်ကလေးရဲ့လမ်းညွှန်မှုအောက်မှာပဲကောင်လေးဟာတစ်ခုကိုတွေ့ရပြီးသူဖယ်ကြည့်လိုက်တဲ့အခါမှာထောင်ချောင်းမိနေတဲ့ကြားနှကောင်ဖြစ်နေပြန်ပါတယ်။သဘောကောင်းတဲ့ကောင်လေးကကြားလေးတွေကိုထောင်ချောက်ထဲကနေကယ်တင်ပေးလိုက်ပြန်ပါတယ်။ကြားမီထွက်လာတဲ့အခါမှာကောင်လေးကကြောက်ပြီးတော့တစက်ဆက်တုံရင်နေပြီးကံကောင်းတာကတော့ကြားကကျေးဇူးတည်တဲ့ကြားတစ်ကောင်ဖြစ်ပြီးတော့မှသူတို့ကိုစီးခိုင်းပြီးတော့ရွှေသမင်ကိုအတူတူသွားပြီးတော့ရှာကြပြန်ပါတယ်။အဲနောက်မှဆိုလို့ရှိရင်တော့ကြံခဲ့တဲ့စစ်သားအုပ်ကြီးကအစွမ်းကုန်လိုက်နေရပြီးအဲ့လိုနဲ့ကြားမကြီးဟာကောင်လေးကိုရွှေတောင်စီကိုခေါ်သွားလိုက်ပါတယ်။ကောင်လေးကလည်းရွှေသမင်လေးကိုတွေ့သွားခဲ့တာဖြစ်ပြီးသူကရွှေသမင်လေးကိုမြင်မြင်ချင်းထပ်ပြေးခံလိုက်ပါတယ်။ရွှေသမင်လေးကလည်းကောင်လေးကိုကျေးဇူးဆက်ဖို့အတွက်ရွှေရင်းကားပြအများကြီးထွက်လာအောင်ကံပေးလိုက်တာဖြစ်ပြီးအဲနောက်မှာတော့ကောင်လေးသာအခက်အခဲနဲ့ကြုံခဲ့လို့ရှိရင်ပလွေမှုတ်ဖို့အတွက်မှားလိုက်ပါလေတယ်။ပလွေတန်ကြားလို့ရှိရင်တော့သူထွက်လာမယ်လို့ပြောနေတာဖြစ်ပြီးသူတွေပြောတဲ့စကားအလုံးကိုစစ်သားအုပ်ကြီးကအကုန်လုံးမှတ်ထားပါတော့တယ်။ဒီလိုနဲ့ဆဲကြပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ကောင်လေးဟာနန်းတွင်းကိုပြန်ပြီးတော့ရောက်လာခဲ့တာဖြစ်ပြီးရွှေသမင်လေးကတည်သွားပြီဖြစ်တဲ့ကြောင်းပြီးလို့ရှိရင်သူဟာရွှေရင်းကားပြနည်းနည်းလေးကိုပဲခြံခဲ့တဲ့အကြောင်းဘရင်ကြီးကိုပြောပြလိုက်ပါတယ်။ဘရင်ကလည်းမလွယ်ပါဘူး။ကောင်လေးကိုတဲနိုင်တကူအချိန်ပေးပြီးတော့မှအဲ့ဒီအချိန်လေးမှာအကြောင်းအစစ်မှန်ကိုမပြောလို့ရှင်တော့ကောင်လေးကိုတက်ပြစ်မယ်လို့ဆိုပါတယ်။အချိန်ကြီးကုန်သွားခဲ့ပြီမင်းလေးကောင်လေးဟာသူတို့ကိုလုံးဝမပြောပါဘူး။စစ်သူကြီးကဓာတ်ထုတ်လိုက်တဲ့အချိန်မှာစစ်သားအုပ်ကြီးကအော်ပြီးတော့ရောက်လာပါတယ်။ကောင်လေးရဲ့ပလီကိုလူပြီးတော့မှုတ်လိုက်ရင်ရွှေသမင်လေးရောက်လာမယ်ဆိုပြီးတော့ပြောပါတယ်။ဘင်းကြီးဟာတစ်ချက်မှုတ်လိုက်တာနဲ့ပဲလေကားမှာတောက်ပတဲ့ရွှေအောင်တွေထွက်လာပြီးရွှေသမင်လေးတကယ်ကိုရောက်လာပါတယ်။ဘင်းကြီးကသူ့ကိုရွှေရင်းကားများတပုံထွက်လာအောင်ကန်ခန်းလိုက်ပြီးမဟုတ်လို့ရှင်တော့ကောင်လေးကိုဓာတ်နဲ့ခုတ်ပြစ်မှာပါ။ရွှေသမင်လေးကလည်းမတက်နိုင်တဲ့အခါမှာလှုပ်ပေးလိုက်ရပြီးရွှေသမင်လေးတစ်ပတ်ပတ်ပြေးလိုက်တာကြောင့်ကျန်းမြမှာရွှေရင်းကားပြားတွေကအပြည့်ဖြစ်သွားကြပါတယ်။လူတွေကလည်းဘင်းကြီးဟုတ်မဟုတ်ကိုဂိမ်းမဆိုင်တော့ဘဲနဲ့ရွှေတွေကိုတွားပြီးတော့လုံနေကြပြီးဘင်းကြီးကရွှေသမင်လေးရဲ့အနောက်ကနေရွှေများများထွက်လာအောင်ကန်ခိုင်းနေပါတော့တယ်။ရွှေသမင်လေးကလည်းကက်စီနေတဲ့တမင်မဟုတ်ပါဘူး။ရွှေရင်းကအများကြီးထွက်လာအောင်အားရပါရကန်နေခဲ့တယ်လို့ထွက်လာတဲ့တင်ကားပြားတွေကဘင်းကြီးကိုမြုပ်သွားစေခဲ့ပါတယ်။ဘင်းကြီးတည်ဆုံးသွားတဲ့အခါမှာတော့အဲ့ဒီတင်ကားပြားတွေက
မြေကြီးတွေပြန်ပြီးတော့ဖြစ်သွားခဲ့ပါတယ်။ခြေသမင်လေးကလည်းကောင်လေးကိုခေါ်ပြီးတော့နေရာတကာအတူတူလျှောက်သွားနေကြပါတော့တယ်။